ဒီဘဝင်ယူကောင်ကသူဟာတခြားသူပရီလိုအညံစားမဟုတ်ဘူးလို့ကြွေးကြော်နေပြီးဆာမီဝဲရဲ့ခက်ခဲမှုကသူ့အတွက်စိတ်ပျက်စရာကောင်းလောက်အောင်လွယ်လွန်းနေတယ်လို့ဆိုပါတယ်တခြားဆက်ရံတွေကလည်းဘေးကင်းအောင်လို့သူ့နောက်ကနေတကောက်ကောက်လိုက်နေကြတာပေါ့အဲ့ဒီလူအုပ်ကြီးနဲ့အတူသွားနေတော့မှာပဲဒီကောင်ကသူ့ရဲ့အရေးချင်းတွေကိုတခြားသူတွေမျက်ဝါးထင်ထင်တွေးရတော့မှာစကြောင်းနဲ့အားနေတဲ့သူတွေကတော့သူ့ဘေးမှာဟိုဟိုဒီဒီရှော့သွားနေုံပဲတက်နိုင်တယ်လို့အထင်သေးစကားဆိုလိုက်ပါတယ်ဂူထဲမှာအတန်ကြာရှော့သွားပြီးတဲ့နောက်သူတို့အဖွဲ့ဟာအလွန်ကြီးမားတဲ့တကားကြီးတစ်ခုရှေ့ကိုရောက်လာပါတယ်ဒါဟာနောက်ဆုံးအခန်းဖြစ်ရမယ်လို့သူတို့တွေးလိုက်ကြတာပေါ့အဲ့ဒီနောက်မှာတော့မထင်မှတ်တာပဲအဆင့်ဒီရှိတဲ့ဘလူးအုပ်ကြီးနဲ့တူပါတော့လေအခန်းရဲ့အဆုံးကပလင်ပေါ်မှာတော့ကျောက်မြင့်ရတနာတွေကိုတင်းထားတာတွေ့လိုက်ရပါတယ်ဘလူးတကောင်ကသူတို့စီကိုစတင်ပြီးဝင်လာတဲ့အခါမှာတော့ဒီဘဝင်ယူကောင်ကအဲ့ဒီကောင်ကိုအပိုင်းပိုင်းပိုင်းပြမယ်ဆိုပြီးဓာတ်နဲ့အချက်ဖောင်းများစွာခုတ်ပိုင်းလိုက်ပါတယ်ဒါပေမဲ့ဘလူးရဲ့ခန္ဓာကိုယ်ကကြောက်တုံးလိုမာကြောလွန်းတာကြောင့်ဘာတန်ရာမှမရတဲ့အဖြစ်သူ့ရဲ့ဓာတ်ချက်တွေကအလကားဖြစ်သွားပါတယ်အခုကတော့ဘလူးရဲ့အလဲဖြစ်ပြီးပြန်လဲတိုက်ခိုက်ပါတော့တယ်ဒီဘဝင်ယူကောင်ဟာဂူထဲရောက်ကြတဲ့ကပထမဆုံးအကြိမ်ဖြင့်ဘလူးရဲ့ဖိအားမှုကိုခံလိုက်ရတာပါဘလူးရဲ့ရိုက်ချက်ကပြင်းထန်လွန်းတာကြောင့်သူဟာဟန်ချက်ပြက်ပြီးလွင့်ထွက်သွားပါတယ်သူ့ရဲ့တိုက်ခိုက်မှုတွေကဘာမှအရာမထင်တာကိုသူကိုယ်တိုင်လည်းအံ့ဩနေတာပါတခြားသူတွေလည်းဒီမြင်ကွင်းကိုကြည့်ပြီးမယုံနိုင်အောင်ထစ်နေကြသလိုဘလူးတွေကသူတို့စီကိုပါအာယုံဆိုင်လာတဲ့အတွက်တော်တော်လေးစိုးရိမ်သွားကြပါတယ်ဒီလူနေဟာသူ့အသက်သူကာကွယ်ဖို့အတွက်တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်သူ့စီပြေးဝင်လာတဲ့ဘလူးတကောင်ကိုရိုက်ချလိုက်ပြီးမဲ့ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကဒီကောင်တွေအပေါ်မှာလုံးဝအသုံးမဝင်ဘူးဆိုတာကိုသူသဘောပေါက်သွားပါတယ်တစ်ဖက်မှာလည်းမိန်းကလေးဟာပြန်တန်းနိုင်တဲ့ဘလူးနဲ့တိုက်ခိုက်ရတာအတော်လေးအခက်တွေ့နေပါတယ်အဲ့ဒီဘလူးကအနားကိုကတ်စရာမလိုပဲသူ့ရဲ့အတောင်ပံမွေးတွေနဲ့လမ်းပြီးတိုက်ခိုက်နေတာပါအခုမှပဲဒီစာမေးပွဲရဲ့နောက်ဆုံးအဆင့်ကဘလောက်ခက်ခဲတဲ့ဆိုတာကိုသူတို့သဘောပေါက်သွားပါတယ်သူတို့မှာရှိတဲ့ဆွမ်းအားတွေကိုခုခံနေတဲ့ဘလူးတွေကြီးပဲရှိနေတာပါအဲ့ဒီကြောက်တုံးဘလူးကြီးရှေးမှာသူဟာဘာမှမတိုက်နိုင်ပဲဖြစ်နေပါတယ်ကြောက်လန့်ကြားတဲ့မျက်လုံးတွေကိုမိတ်ထားပြီးအဆိုးဆုံးတွေဖြစ်မလာပါစေနဲ့လို့ဆုတောင်းနေရရှာပါတယ်ဒါပေမဲ့အဲ့ဒီကြောက်စရာကောင်းတဲ့ဘလူးကြီးဟာသူတို့စီကိုမရောက်ခင်ပါတဲ့တစ်ဆက်စီအဖုံကြည့်ချန်လိုက်ရပါတယ်သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩစရာမြင်ကွင်းကိုတွေ့လိုက်ရတာပါဘဲလ်ရောက်လာတာကိုတွေ့လိုက်ရတဲ့အတွက်သူတို့တော်တော်လေးစိတ်ရေးသွားကြပါတယ်အကယ်၍သူသားနည်းနည်းလေးနှုတ်ကျသွားရင်အဆိုးဆုံးတွေဖြစ်ကုန်တော့မှာပါဘဲလ်ကတော့ဘလူးတွေကိုအမဲလိုက်ရင်တော်တော်လေးပျော်နေတဲ့ပုံပါပဲအဲ့ဒီဘုံဝင်ယူကန်ကလည်းဘဲလ်ကိုချက်ချင်းမှတ်မိသွားပါတယ်သူဟာအရင်ကသူအထင်သေးခဲ့တဲ့အမိုက်လေးပဲမဟုတ်လားရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကိုခံနိုင်ရှိတဲ့ဘလူးတကောင်ကဘဲစီကိုပြေးဝလာပါတယ်ဘဲလ်ကတော့အဲ့ဒီကောင်ကိုနှိမ်နှင်းဖို့အတွက်သူ့ရဲ့နီးဗျူဟာကိုပြောင်းလိုက်ပါတယ်ဒါကတော့အဲ့ဒီကောင်အတွက်အကောင်းဆုံးလက်နက်ပါပဲဘဲလ်ကင်ထားတဲ့လက်နက်ကြီးကပုံစံပြောင်းသွားတာကိုမြင်ပြီးတခြားသူတွေအံ့ဩကုန်ကြပါတယ်ဘဲလ်ကတော့အဲ့ဒီဘလူးကိုတစ်ချက်ထင်းနဲ့တင်အပြတ်ရှင်းလိုက်ပါတယ်အခုသူနောက်ထပ်ရှင်းရမှာကတော့မိုးပေါ်မှာပြန်နေတဲ့ကောင်ပါပဲသူ့မှာအဲ့ဒီကောင်ကိုရှင်းဖို့အတွက်အကောင်းဆုံးကိရိယာတွေရှိနေပါတယ်ကြီးစံတွေနဲ့အချက်ပေါင်းများစွာပြစ်ခတ်လိုက်ပြီးအဲ့ဒီပြန်နေတဲ့ဘလူးကြီးရဲ့ခန္ဓာကိုယ်ကိုအပေါက်တီးဘလတ်ပွားဖြစ်အောင်လှုပ်ပစ်လိုက်ပါတယ်တခြားသူတွေကတော့ဘဲလ်ရဲ့လက်နက်ကအရင်ကဓာတ်အိမ်ကလိုပဲလို့ထင်ထားခဲ့လာမို့အခုလိုတကယ်လက်နက်တွေထွက်လာတာကိုမယုံနိုင်ဖြစ်နေကြတာပါဒီကောင်ဟာဘလူးလို့လက်နက်အမျိုးမျိုးကိုသုံးနိုင်နေတာလဲဆိုတာကိုသူတို့နားမလည်နိုင်အောင်ဖြစ်နေကြတာပါဒါအပြင်ဘဲလ်ကလက်နက်တစ်ခုချင်းတွေကိုကျွမ်းကျင်ပိုင်နေဆိုအသုံးချနိုင်နေတာကလည်းအံ့ဩစရာပါပဲအချင်းကနည်းနည်းပဲကြံတော့လာမို့သူဟာဘလူးတွေကိုမြင်းမြန်းဆက်ဆက်နဲ့အပြစ်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဘေးကနေကြည်နေရတဲ့ဘဝင်ယူဇက်ရန်ဟာကလေးတယောက်ကဒီလောက်အထိကျွမ်းကျင်နေလာကိုခုထိမယုံနိုင်သေးပါဘူးသူအန်အောနေတော့မှာပဲဇက်လိုက်ကြီးကတော့ဘလူးတွေကိုတကောင်ပြီးတကောင်အေးဆေးဆေးလေးနှိမ့်နေပါတယ်အရာအလုံးကိုအပြတ်ရှင်းပြီးတဲ့နောက်မှာတော့သူဟာကြောင်မြင့်ရတနာတွေရှိရာပလင်စီကိုတွားပြီးတစ်ခုကိုယူလိုက်ပါတယ်အဲ့ဒီအချိန်မှာတခြားဆက်ရန်တွေကသူ့အနားကိုကတ်လာပြီးဖားရဖို့ကြိုးစားကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ဇက်လိုက်ကတော့အဲ့ဒီလိုအဖားခဏတာကိုလုံးဝမကြိုက်ပါဘူးခဏနေတော့အဲ့ဒီလူတွေကသူတို့ရဲ့စိတ်ပုတ်စိတ်ရုပ်တွေကိုထုတ်ပြလာကြပါတယ်သူတို့အရင်ကဖားရတဲ့လူကိုပြန်ပြီးနှိမ်ချလာကြတာပါဒီကလေးနဲ့ရှင်းလိုက်ရင်မင်းကအမှိုက်ပဲငါတို့မင်းအပေါ်အထင်ကြီးဟဲ့တာမှားသွားတယ်ဆိုပြီးဝိုင်းပြောကြပါတယ်အဲ့ဒီစကားတွေကြောင့်ဘဝင်ယူကောင်ရဲ့ယုံကြည်မှုတွေဟာလုံးဝပျက်စီးသွားရပါတယ်အဲ့ဒီဇက်ရန်နှစ်ယောက်ကတော့ဂျန်နေတဲ့ကြောင်မြတ်နှစ်ခုကိုသူတို့ယူမယ်လို့တွေးနေကြတာပါဘဲကတော့ဘာမှပြန်မပြောပဲသူ့ရဲ့သူ့ကြီးကိုဆင့်ခေါ်လိုက်ပါတယ်သူကတော့စာမေးပွဲအားဖို့အတွက်လိုအပ်တဲ့ကြောင်မြတ်ကိုရထားပြီးမို့အခုပြောစရာတစ်ခုလုပ်ဖို့ပြင်လိုက်တာပါသူဟာအဲ့ဒီပလင်ကြီးကိုသူ့ရဲ့တူနဲ့အားပပကြီးထူးချလိုက်ပါတယ်ဖားရနေတဲ့ဇက်ရန်တွေလည်းဒါဘာလုတ်တာလဲဆိုပြီးအလန့်တကြအော်ဟစ်ကုန်ကြတာပေါ့
ဘဲကကြံနေတဲ့ကြောက်မြတ်တွေကိုပါဖျက်ဆီးပစ်လိုက်ပြီးနောက်ဆုံးတစ်ခုတည်းကိုပဲသူတို့ရှေ့မှာပြလိုက်ပါတယ်မင်းတို့ဓာတ်ကိုရမ်းလို့ချင်းယူသွားကြလေလို့သူကပြောလိုက်ပါတယ်မင်းတို့လူစားတွေကအတုံးမကျတဲ့အဖြစ်တခြားသူရဲ့အရေးချင်းကိုအတုံးချပြီးဖားတတ်တဲ့သူတွေအတုံးမဝင်တော့ရင်နှိမ်ချတတ်တဲ့သူတွေမို့သူရဲကုန်းလို့ခေါ်ဖို့တော့မထိုက်တန်ဘူးလို့ပညာပေးလိုက်ပါတယ်ကလေးတယောက်ရဲ့ဆုံးမမှုကိုခံရတဲ့အတွက်သူတို့ရဲ့မာနတွေဟာလုံးဝမြေလံခံလိုက်ရသလိုပါပဲဘဲကတော့အဲ့ဒီလူတွေကိုထားခဲ့ပြီးအခန်းထဲကနေထွက်လာခဲ့ပါတယ်ဘဝင်ယူကောင်ကတော့ဒီဆုံးမမှုကိုနားဝင်သွားပုံရပြီးသူ့ရဲ့အားနည်းချက်နဲ့ဘဝင်မြင့်ခဲ့တာတွေကိုပြန်ဆင်ခြင်းကဘဲကိုကျေးဇူးတင်နေပါတယ်ဒါပေမဲ့ဒါဟာသူ့ရဲ့နှီးကုံမဟုတ်ဘူးလို့သူကတော့ခံယူထားပါတယ်ဆလိုက်ကလည်းအဲ့ဒီကောင်ကရိုးရိုးသားသားဝန်ခံပြီးရီမန်းချက်ရှိတာကိုမြင်တော့အံ့ဩသွားပြီးတနည်းပြန်ဆုံကြအောင်ပါလို့ပြောခဲ့ပါတယ်အပြင်ရောက်တော့ဘဲတယောက်အောင်ပွဲခံနေပါပြီနောက်ဆုံးတော့သူဟာအဆင့်အစီသူရဲကောင်းဖေသွားတယ်လို့ဘလူးတွေအများကြီးတတ်ခဲ့လို့သူ့ရဲ့မာနာစွာရင်ကလည်းတော်တော်လေးတိုးတက်ခဲ့ပါတယ်အခုသူလို့ရမှာကသူ့အိမ်မှာလေးစားမှုရအောင်လုပ်ပြီးညီမလေးကိုကားခွေဖို့ပါအဲ့ဒီနောက်မှာတော့သူဟာတရင်ကောင်းပြောဖို့မျိုးစားကြီးရဲ့အိမ်တော်ကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့မျိုးစားကြီးကတော့မီလီယာမီသားစုကိုဖြုတ်ချဖို့ကြမ်းစီးနေတဲ့သူရဲကောင်းတွေနဲ့အရေးကြီးတဲ့အစည်းအဝေးကိုလုပ်နေပါတယ်အဆင့် B ရှိတဲ့သူရဲကောင်း3ယောက်ကဒီနယ်လေထဲကိုချင်းကပ်နေလာမို့မျိုးစားကြီးမိသားစုကသူတို့ကိုညှိနှင်းဖို့တာဝန်ပေးထားတာပါတခြားမျိုးတွေစုတွေကလည်းဒီသူရဲကောင်းတွေနဲ့ပြဿနာတက်နေပုံရပါတယ်သတင်းတွေအရအဲ့ဒီသူရဲကောင်းတွေဟာသူတို့ရဲ့လက်နက်တွေကိုတားမြစ်ထားတဲ့မောပညာတွေနဲ့အစွမ်းထအောင်လုပ်ထားကြတယ်လို့ဆိုပါတယ်အဆင့် B ရှိတဲ့ပါလာဒန်တွေကတော့သူတို့ကိုဘာလို့ဒီနေရာကိုခေါ်လာရတယ်လဲဆိုတာသဘောပေါက်သွားကြပါပြီမျိုးသားကြီးကတော့ဒီလိုကန်ဆိုးမုံမုံကြားမှုတွေကိုဆက်ပြီးအဖြစ်မခံနိုင်တော့ဘူးလို့ဆိုကသူတို့ကိုချက်ချင်းအမြင့်ပြက်ချေမုံကိုအမိန်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာလူငယ်တယောက်ကတရေကောင်းတယောက်ပျောက်နေတာကိုသတိထားမိသွားပါတယ်ဂျင်တယောက်သူတို့နဲ့အတူရှိမနေပါဘူးအဲ့ဒီနောက်စပွဲပေါ်ကိုစာအုပ်တအုပ်တင်လိုက်ရင်လူငယ်တယောက်ကဒီစီဝီကဘာအကြောင်းလဲလို့လှမ်းမိလိုက်ပါတယ်လူတိုင်းကဘသူလဲဆိုပြီးလှည့်ကြီးလိုက်တဲ့အခါမှာတော့အဲ့ဒီလူငယ်ကဒီအဖွဲစည်းဟာအခြေမုန်းခံလိုက်ရပြီးဖြစ်ကြောင်းနဲ့နောက်တက်မဲ့မျိုးစားဖြစ်မဲ့သူကိုယ်တိုင်ကပဲဒီကိစ္စရဲ့အကြောင်းရင်းဖြစ်လာလိုက်မဲ့လို့ကြွေးကြော်လိုက်ပါတယ်။တစ်ဖက်မှာတော့ informally တယောက်ကသူမရဲ့သခင်မလေးအတွက်အစားအသောက်တွေယူလာပေးနေပါတယ်။အစားအသောက်တွေရောက်ပြီးဖြစ်ကြောင်းအတီးပေးလိုက်တာပေါ့။ဆာရာကတော့စပွဲမှာထိုင်ဖို့ဖြစ်လိုက်ပါတယ်။သူမကအလွန်ယဉ်ကျေးတဲ့သူမို့အိမ်ဖော်မလေးရဲ့စူးစမ်းအားထုတ်မှုကိုကျေးဇူးတင်စကားဆိုလိုက်ပေမဲ့အိမ်ဖော်မလေးကတော့အဲ့ဒီစကားကိုဂီယူမဆိုင်ပဲအခန်းထဲကထွက်သွားပါတယ်။ဆာရာကတော့တော်တော်လေးဝမ်းနည်းနေပုံရပြီးရှေ့ကအစားအသောက်တွေကိုလည်းစိတ်မပါလက်မပါနဲ့ကြည်နေကြပါတယ်။အဲ့ဒီချိန်မှာပဲသူမရဲ့အကိုထစ်သူကအခန်းထဲကိုဘုံကနေဝင်လာပြီးပြန်ရောက်ပြီးဖြစ်ကြောင်းဝမ်းသာအားရအော်ပြောလိုက်ပါတယ်။ဆာရာလည်းအကိုထစ်သူကိုမြင်တော့မှပဲပျော်ရွှင်သွားပါတော့တယ်။ဘဲလ်ကသူအရေးကြီးတဲ့ကိစ္စတစ်ခုသွားလုပ်ခဲ့ရကြောင်းနဲ့ညီမလေးအတွက်လက်ဆောင်တွေပါလာတယ်လို့ပြောလိုက်ပါတယ်။အခုဆိုစပွဲပေါ်မှာအရသာရှိတဲ့အစားအသောက်တွေအပြည့်ပါပဲဆာရာကတော့အကိုဖြစ်သူယူလာပေးတဲ့ဘန်ဒီပိုင်လေးကိုကြည့်ပြီးအယမ်းကိုပျော်နေကြပါတယ်ဒါတွေကိုသူမရဲ့အကိုနဲ့အတူအေးအေးဆေးဆေးစားချင်နေတာပါဒါပေမဲ့အဲ့ဒီလိုပျော်ရွှင်စရာအချိန်လေးကခဏလေးပါပဲအိမ်စီတွေကတော့မယားငယ်ရဲ့ကလေးတွေဆိုပြီးသူတို့ကိုအထင်သေးကြတာမို့အစားအသောက်တွေကအမြဲတမ်းတပုံစံတည်းဖြစ်နေတတ်ပါတယ်ဘဲလ်ကတော့ညီမလေးရဲ့လူနေဘဝကိုချက်ချင်းတိုးတက်လာအောင်ကြိုးစားဖို့လိုအပ်နေပြီဆိုတာသိလိုက်ရပါတယ်မျိုးစားကြီးစီမှာတော့အစည်းအဝေးကဆက်ရှိနေတော့ပါပဲသူ့ရဲ့တားတိလောက်ကအဲ့ဒီပြဿနာကိုတယောက်တည်းဖြေရှင်းနိုင်ခဲ့တာကိုမြင်တော့မျိုးစားကြီးတော်တော်လေးအထင်ကြီးသွားပါတယ်ဒါဟာဂျင်တယောက်အစင်အေကိုရောက်သွားတယ်ဆိုတဲ့သဘောပါပဲမျိုးစားကြီးရဲ့တာကြီးပြီးတခြားသူတွေထက်အစင်ကြမ်းမြင့်နေတာကောအဲ့ဒီနောက်မှာတော့သူလဲစပွဲမှာဝင်ထိုင်လိုက်ပြီးဖခင်ဖြစ်သူမှာတခြားပြောစရာရှိသေးလားလို့မေးလိုက်ပါတယ်ဘယင်ကြီးကသူတို့မိသားစုကိုနောက်ထပ်တာဝန်တစ်ခုထပ်ပေးထားတယ်လို့မျိုးစားကြီးကဆိုပါတယ်အဲ့ဒါကတော့မင်းသမီး rotate ပလိုင်းကိုလိုက်ပါစောင့်ရှောက်ပေးဖို့ပါဒီရဲကောင်းတင်အောင်ကနန်းတွင်းကိုရန်တော်တွေနဲ့မလုံလောက်ဘူးလားလို့မေးလိုက်ပါတယ်တခြားတယောက်ကလည်းဘေးကင်းဆုံးလန်ကောင်းထစ်တဲ့ recorder ကနေတွားတင်တယ်လို့အကြံပေးပါတယ်သူတို့စကားပြောနေသုံးမှာမဲ့နောက်ထပ်လူတယောက်အခန်းထဲကိုဝင်လာပါတယ်ဆုံးဖြတ်ချက်မချခင်ခဏလောက်စောင့်ပါအောင်လို့အဲ့ဒီလူငယ်ကပြောလိုက်တာမှာသူ့ရဲ့ပုံစံကလူတိုင်းကိုအာယုံဖန်ဆာသွားပါတယ်ဒါဟာ Bell ဆိုတာကိုဒီရဲကောင်းတွေတီးသွားကြပါပြီမျိုးစားကြီးကလည်းသူ့သားရဲ့အရေးအချင်းကိုကြီးပြီးကြည်နက်ညီတာကိုဖုံးကွယ်မနိုင်တော့ပါဘူး။စာမွေးခွေးပြီးသွားခဲ့ပြီးဖြစ်ကြောင်းနဲ့သူ့ရဲ့လက်မှတ်ကိုထုတ်ပြပြီးသူဟာအခုဆိုအဆင့်စီတရေကောင်းဖြစ်သွားတယ်လို့အတူပြုလိုက်ပါတယ်။ဒီလောက်ငယ်ငယ်လုံရမှာဒီအဆင့်ကိုရောက်တာကတကယ်ကိုအံ့ဩစရာပါ။အခုမျိုးစားကြီးကဘာလို့ကြားပြတ်ဝင်လာရတယ်ဆိုတာသိချင်နေပါတယ်။ဘဲလ်ကတော့ဒီခီးစဉ်အတွက်နောက်ထပ်လမ်းကြောင်းတစ်ခုကိုအကြံပေးချင်လို့ပါ။ကလေးတယောက်ကအကြံပေးစရာရှိတယ်ဆိုတော့တရေကောင်းတွေအံ့ဩကုန်ကြတာပေါ့။ recorder လမ်းကြောင်းကဘလူးတွေမရှိပေမဲ့ဓာဘီတွေအရန်ပေါ်ပြီး3ရက်လောက်ကြာမယ်လို့သူကဆိုပါတယ်။အဲ့ဒီအစားဘလူးတွေရှိတဲ့လွင်ပြင်ကနေသွားတာကပိုကောင်းလိမ့်မယ်လို့သူကအကြံပေးပါတယ်။အဲ့ဒီနေရာကအန်ဒီရရှိတယ်လို့တရေကောင်းတယောက်ကသတိပေးပေမဲ့ဘ
ဘဲလ်ကတော့အဲ့ဒီဒေတာမှာရှိတဲ့ဘလူးတွေအကြောင်းကိုအကမ်အစင်သိနေခဲ့တာပဲထင်ပါတယ် ဒီဘီလူးအများစုကတော့ကိုခန္ဓာအစိတ်ပိုင်းတွေရောနှောနေတဲ့တရဝါတွေနဲ့အမောင်ထုရဲ့၆လက်မှုတွေပဲဖြစ်ပါတယ်။သူတို့အားလုံးကညားဘက်မှာပဲလှုပ်ရှားတတ်တဲ့တရဝါတွေပါ။ဒါကြောင့်နီးဘက်မှာဖြတ်သွားတာကပို့ပြီးတော့ဘေးကင်းပါလိမ့်မယ်။ဒါအပြင်လိုယာခီကိုလည်းတရက်ထဲနဲ့ရောက်သွားနိုင်မှာပါ။သူရဲ့ကောင်းကြီးကတော့ဒါကိုကံမကောင်းစွာနဲ့ပဲသဘောတူလိုက်ရပါတယ်။ကလေးရဲ့စကားကိုနားထောင်ပြီးတဲ့နောက်မှာမြို့သားကြီးကဘဲလ်ဟာအရာရာကိုပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်တတ်ပြီးဘီလူးတွေအကြောင်းကိုလည်းအတော်လေးနက်နက်ဆဆတီးထားရဲဆိုတာသဘောပေါက်သွားပါတယ်။ဒါပေမဲ့တခြားသူတွေကတော့ဒါကိုဘလို့ထင်မလဲဆိုတာစောင့်ကြည့်ရအောင်ပါပါ။ဘဲလ်ကတော့ဒီတာဝင်မှာသူပါဝင်ခြင်းပြီးမင်းသမီးလေးကိုဘေးကင်းကင်းနဲ့စောင့်ရှောက်ပေးနိုင်မယ်လို့ယုံကြည်ချက်အကြည့်ရှိနေပါတယ်။သူ့ရဲ့ပြတ်သားတဲ့ရည်တည်ချက်ကြောင့်မြို့သားကြီးကတော့အတော်လေးကိုစဉ်းစားထားပုံရပါတယ်။နောက်ဆုံးမှာတော့ဂျင်ကအစည်းအဝေးထဲကိုစားတင်ဝင်ရောက်လာပါတယ်။ချင်းချောက်နေတဲ့စွမ်းအင်တွေကလေထုထဲမှာပြည့်နှက်သွားပါတယ်။ဒီအမိုက်ကောင်းကဘာလို့ငါတို့ကိုလာပြီးစကားပြောနေတာလဲလို့သူကမေးလိုက်ပါတယ်။အေဒီစွမ်းအင်ကပြင်းထန်လွန်းတာကြောင့်စားပွဲပေါ်ကအပင်လေးတောင်ညှိုးနှွမ်းသွားရပါတယ်။ဘဲလ်ဟာသူ့အကူကြီးရဲ့ချင်းချောက်မှုကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတာကိုခဏတာမေ့သွားခဲ့တာပါ။ဒါတောင်မှသူ့ကိုခြောက်လန့်ဖို့အတွက်တော့ဒါကမလုံလောက်သေးပါဘူး။ဘဲလ်ကသူ့ရဲ့နတ်ဖျားလက်နက်ကိုထောက်ပြလိုက်ပြီးသူလည်းအတီးပြောနေတာဖြစ်ကြောင်းနဲ့ဘာပဲဖြစ်ဖြစ်မင်းသမီးကိုလိုရာခီးရောက်စောင့်ရှောက်ပေးနိုင်တယ်လို့ကြွေးကြော်လိုက်ပါတယ်။ခလေးရဲ့ယုံကြည်မှုကိုစိတ်ဝင်စားသွားတဲ့ဂျင်ကသူ့ကိုတားနိုင်မလားလို့စိန်ခေါ်လိုက်တဲ့အခါမှာတော့ဘဲလ်ကသူ့ရဲ့ကောင်းဆိုတာဂတိတီရတယ်လို့ပြန်ပြောလိုက်ပါတယ်။ဂျင်ရဲ့အစီကံကတော့ဂျင်အပေါ်မှာစော်ကားတဲ့စကားတွေပြောနေတာမို့ပါစာပိတ်ထားဖို့အမိန့်ပေးလိုက်ပါတယ်။ဒါကတော့သူ့အကိုရဲ့အတွင်းရေးမှုရေးစာထိပြီးသူဟာအခုဆိုရင်အဆင့်ပြီးရှိလေပါလာတဲ့တယောက်ထိနေပါတယ်။ဂျင်ကဒီကလေးကိုအတော်လေးစိတ်ဝင်စားသွားပုံရပါတယ်။သူ့ကိုစမ်းသပ်ကြည့်ဖို့အတွင်းရေးမှုကိုအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူလည်းသူ့ရဲ့နတ်ဖျားလက်နက်ကိုထုတ်ပြလိုက်ပါသည်။မြားငယ်ရဲ့သားကိုသင်္ကန်းစာပေးဖို့ပြင်လိုက်ရင်အဲ့ဒီကလေးကိုရိုက်နှက်ဖို့အစဉ်အသင့်ဖြစ်နေပါတယ်။သူကဘာမှမလုပ်ရှာသေးတဲ့ဘဲလ်စီကိုချက်ချင်းပဲခြေလမ်းကျဲကြီးတွေနဲ့တိုးဝင်သွားပါတယ်။အတွင်းရေးမှုကပထမဆုံးတိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်။ဒါဟာသူထင်ထားတဲ့ပိုပြီးခက်ခဲနိုင်တယ်ဆိုတာကိုဘဲလ်သတိထားသွားရပါတယ်။ဒါတောင်မှသူကအဲ့ဒီတိုက်ခိုက်မှုကိုထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့တာကြောင့်အတွင်းရေးမှုတောင်အံ့ဩသွားရပါတယ်။ဂျင်လဲသူမြင်လိုက်တဲ့မြင်ကွင်းကိုသဘောကျသွားပုံရပါတယ်။ဒါဟာထင်ထားတဲ့ပိုပြီးမြန်လေးတာပါ။အစိမ့်ပြီးရှိတဲ့ပါလာတင်တရက်ကိုတိုက်ခိုက်ဖို့ဆိုတာသူ့အထော်တော်စောသေးတာပေါ့။ဒါပေမဲ့မျိုးသားကြီးကအရှိန်ဝါအပလက်တော်လောက်ပြီးလို့တားလိုက်ပြီးဘဲလ်ကိုဒီတာဝန်ပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။မျိုးသားကြီးအတီးပြောနေတာလားလို့အတွင်းရေးမှုကပြန်မေးလိုက်ပါတယ်။ပြဿနာတွေကိုဂျင်းကရှင်းထားပြီးသားဖြစ်တာကြောင့်ဒါဟာဘဲလ်အတွက်ပထမဆုံးတာဝန်အနေနဲ့စိတ်ဝင်စားစရာကောင်းနေမှာပါ။ဘဲလ်ဒါကိုရိုးရိုးသေးသေးပဲကျေးဇူးတင်စကားဆိုပြီးစိတ်ပြတ်အောင်မလုပ်ပါဘူးလို့ကတိပေးလိုက်ပါတယ်။ဂျင်ကတော့အထီကလေးကိုတေချာဆောင်ကြည့်နေပြီမြင်သူ့ရဲ့ရုံမာတဲ့အဖြုံနောက်ကွယ်မှာတခုခုကိုဖုံးကွယ်ထားပုံရပါတယ်။အဲ့ဒီနောက်ဘဲလ်ဟာနန်းတော်ကိုပထမဆုံးအကြိမ်ဖြစ်သွားရောက်ခဲ့ပါတယ်။သူနန်းတော်တကာဝကိုရောက်တဲ့အခါမှာတော့အဆောင်တွေကတားစီပြီးထိတိုင်းဝင်လို့မရကြောင်းပြောပါတယ်။ဘဲလ်ကသူ့ကိုယ်သူမိတ်ဆက်ပြီးသူ့ရဲ့ပါလာတင်လက်မှတ်ကိုထုတ်ပြကမင်းသမီးကိုစောင့်ရှောက်ဖို့တာဝန်ရှိကူဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီကလေးကအဆင့်စီကိုရောက်နေပြီဆိုတာကိုအဆောင်တွေကမယုံနိုင်အောင်ထင်နေကြတာပါ။ဒါပေမဲ့အထောက်ထားခိုင်လုံသွားတဲ့အတွက်သူဟာနန်းတော်တွေကိုဝင်ခွင့်ရခဲ့ပါတယ်။အဆောင်တွေကတော့ဒီကလေးကမင်းသမီးကိုတကယ်ကာကွယ်နိုင်ပါမလားဆိုပြီးတန်တရာဝင်နေကြတော့ပါပဲ။နောက်ဆုံးမှာတော့မင်းသမီးလေးရဲ့ယထာလုံးရောက်လာပါတယ်။မင်းသမီးကသူမရဲ့ကိုရင်တော်လေးကချက်စရာလေးပဲလို့ဆိုကသူမအသက်သူ့ရဲ့အကူအညီမလိုကြောင်းတောင်းပန်စကားပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ရာဇပလင်ဘောကလူကမင်းသမီးထွက်သွားပြီလားလို့မင်းနေပါတယ်။အစေခံကလည်းမင်းသမီးဟာလမ်းပေါ်ရောက်နေပြီဖြစ်ကြောင်းနဲ့မျိုးစားကြီးရဲ့တာဘဲလ်လည်းအဆောင်အဖက်ပါသွားကြောင်းအတည်ပြုပေးပါတယ်။အဲ့ဒီကလေးကအရန်ပါရမီပါတာကိုသိနေတဲ့အတွက်အခြေအနေအရလွယ်ရင်သူ့ရဲ့ရှိုးဝတ်လက်နက်ကိုတုံဖို့အစေခံကိုအမိန်ပေးလိုက်ပါတယ်။အစေခံကလည်းသူ့လက်ထဲကဓာတ်သွားတွေကိုထုတ်ပြရင်လူတွေကိုမသိအောင်တိုက်ရတာသူ့အလုံးမို့လိုမှမဟုတ်ပါဘူးလို့ဆိုပါတယ်။ယထာလုံးထဲမှာတော့မင်းသမီးဆက်လိုက်နဲ့အဆောင်တွေပါသွားကြပါတယ်။ဒီတာဝန်ကရိုးရှင်းပေမဲ့သူ့ညီမလေးအတွက်တော့အရန်အရေးကြီးပါတယ်။ဒါပေမဲ့ဘဲကတော့တခုခုကိုသဘောမကျသလိုခံစားနေရပါတယ်။သူဟာကောင်းကောင်းဧည့်သည်မခံရဘူးလို့ခံစားနေရတာပါ။ဒါနဲ့ပဲသူကအာနာနာပဲမင်းသမီးကဘာလို့သူ့ကိုမလိုအပ်ဘူးလို့ပြောတာလဲဆိုလာမေးလိုက်ပါတယ်။မင်းသမီးကခဏနာပြီးမှသူမဟာတခြားသူ့အပေါ်မိခိုးရတာမကြိုက်ကြောင်းနဲ့သူမမှလည်းကိုပိုင်နဲ့ဖျားလက်မဲ့ရှိသလိုလူတွေထင်းသလိုမအားနေဘူးလို့ပြန်ပြောပါတယ်။ဘဲကတော့ဒီမင်းသမီးကသူထင်ထားတဲ့ထက်တောင်ပိုပြီးဘဝင်မြင့်နေပါလားလို့တွေးလိုက်မိပါတယ်။မြို့ထဲကပုံမှန်မြင်ကွင်းဒီကိုနေရတဲ့အခါမှာတော့မင်းသမီးလေးဟာစိတ်လှုပ်ရှားပြီးအပြင်ဘက်ကိုတက်တက်ကြွကြွကြည်နေပါတယ်။မင်းသမီးရဲ့ပျော်ရွှင်မှုကိုကြည့်ပြီးဘဲကပြုံးမိသွားတဲ့အခါမှာတော့မင်းသမီးကစိတ်မသက်တာမသာဖတ်သွားပါတယ်။ဘဲကမင်းသမီးဟာသူ့ညီမလေးနဲ့အရန်တူတာပါလို့တောင်းပန်စကားဆိုလိုက်ပါတယ်
မင်းသမီးကသူတို့မောင်နှမတွေအစဉ်ပေးကြလာလို့မေးတဲ့အခါမှာတော့ဘဲလ်ကသူတို့အတူရှိချိန်မှာကစားလေးရှိကြောင်းပြောပြပါတယ်မင်းသမီးကတော့သူမမှာမောင်နှမတွေအများကြီးရှိပေမဲ့ဘသူ့ကိုမှမယုံနာကြောင်းယဉ်ဖွင့်ပြပါတယ်နန်းတွင်းအာနာလူမှုတွေကြောင့်ဖြစ်ရတာလို့ဘဲလ်ကနားလည်ပေးပြီးသူ့အိမ်မှာလည်းမရခဲ့ရဲ့ကလေးတွေမို့အနှင်ခံနေရတဲ့အခြေအနေတူကြောင်းပြန်ပြောပြပါတယ်အမေလည်းမရှိတော့လို့သူတို့ကိုကာကွယ်ပေးမဲ့သူမရှိဘူးလို့ဆိုပါတယ်မင်းသမီးကဒီအကြောင်းကိုစိတ်ဝင်စားသွားပြီးဘဲလ်ကလည်းသူမအနေနဲ့စိတ်ချရင်သူ့ကိုယဉ်ဖွင့်လို့ရကြောင်းပြောပါတယ်ဒါပေမဲ့မင်းသမီးကတော့ဘသူ့ကိုမှမိခိုးချင်မှာမဟုတ်ဘူးလို့ပြပြတတညင်းဆိုလိုက်ပါတယ် မျိုးရိုးပြင်ဘက်ကလန်တလျှောက်မှာတော့သူတို့ဟာတစုံတယောက်ရဲ့စောင့်ကြည့်ခြင်းကိုခံနေရပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့စီစဉ်ထားတဲ့အတိုင်းလိုရာခရီးကိုတရက်တင်းနဲ့ရောက်ရှိသွားပါတယ်။ဒါပေမဲ့မင်းသမီးလေးအတွက်တော့ဒီခရီးကတော်တော်လေးပင်ပန်းနေပုံရပါတယ်။မြို့တကားတွေပွင့်သွားပြီးတစုံတယောက်ကကြိုးဆိုလိုက်ပေမဲ့မင်းသမီးကတော့အဲ့ဒီလူငယ်ကဘာတူလဲဆိုတာမသိပါဘူး။သူ့နာမည်ကပီတာထစ်ပြီးဒီတိုင်ပြီးတဲ့သူရဲခေါင်းတယောက်ထစ်ချောင်းနဲ့မင်းသမီးကိုကြိုးဆိုခွင့်ရလို့ဝမ်းသာပါတယ်လို့ဆိုပါတယ်။ဘဲကပီတာနာမည်ကိုကြားဖူးတယ်လို့ရှိပေမဲ့တေချာမမှတ်မိတော့ပါဘူး။ဒါပေမဲ့မြို့ပင်ဘက်မှာထွက်ကြုံနေတာကိုတော့သူတော်တော်လေးထူးဆန်းနေပါတယ်။တကယ်တော့ဒါဟာချောင်းမြောင်းတိုက်ခိုက်ဖို့ပြင်ထားတဲ့အကွက်စင်မှုကြီးထီပြီးမင်းသမီးရဲ့အချွေရန်တွေအားလုံးဟာအပြင်ဘက်မှာပဲရှိနေပါသေးတယ်။အဆောင်တွေအများကြီးရှိနေတာကိုဘဲလ်တတီထားမိလိုက်ပေမဲ့တခုခုတော့မားနေပြီဆိုတာသိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့စီကိုမြန်ဦးတားတလက်ပြန်လာပါတယ်။ဘဲလ်ကသူ့ရဲ့နဖျားလက်နက်ကိုသုံးပြီးမင်းသမီးကိုအချိန်မီကာကွယ်ပေးလိုက်ပါတယ်။မင်းသမီးနဲ့အဆောင်တွေလည်းလန်ဖရန်တွားကြတာပေါ့။ရန်သူတွေရဲ့တိုက်ခိုက်မှုစတင်နေပြီဖြစ်ပြီးမြန်ဦးတားတွေအများကြီးနဲ့ဝိုင်းပစ်နေကြပါတယ်။ဒါဟာတကယ့်ကိုပြဿနာကြီးမှာပဲ။အဲ့ဒီအချိန်မှာပီတာကလည်းသူ့ရဲ့ဓာတ်ထိုင်းဆွမ်းရည်နဲ့မင်းသမီးကိုကာကွယ်ပေးသလိုလိုလုပ်နေပါတယ်။ပီတာရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးဘဲကဒီကောင်အဆင့်ဘီလာရှိမယ်လို့ခံမှန်းလိုက်ပါတယ်။လူကြံတပ်ဖြတ်သူတွေဟာအကွက်မအောင်လို့ထွက်ပြေးသွားကြပြီးပီတာကလည်းသူ့လူတွေကိုအဲ့ဒီနောက်ကနေလိုက်ဖမ်းကိုအမိန့်ပေးလိုက်ပါတယ်။မင်းသမီးကိုတော့ရဲတိုက်ချဲကိုခေါ်သွားပြီးဘဲကတော့အပြင်ဘက်မှာကြံရိတ်ခေပါတယ်။မင်းသမီးကတော့စိုးရိမ်တကြီးနဲ့နောက်ကိုလှည့်ကြည့်နေရှာပါတယ်။အထက်ရောက်တော့သူတို့ကမင်းသမီးဘေးကင်းသွားပြီလို့ပြောပေမဲ့မင်းသမီးကသူမကိုသူမကာကွယ်နိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းသမီးကိုကာကွယ်မေးလို့ပြောခဲ့တဲ့အဆောင်ဟာတိုက်ခိုက်ထင်လိုက်ရပါတယ်။ဒါကိုလှုပ်လိုက်တဲ့သူကတော့တခြားသူမဟုတ်ပဲပီတာကိုယ်တိုင်ပါပဲ။အခုမှပဲတကက်အန်ဒီယေကသူမဘေးနားမှာတင်ရှိနေတာကိုမင်းသမီးထီသွားပါတော့တယ်။အသက်ပေးသွားရတဲ့အဆောင်ကိုကြည့်ပြီးသူ့ရဲ့အနစ်နာခံမှုကအလားကဖြစ်သွားပြီလို့ပီတာကလောင်ပြောင်းလိုက်ပါတယ်။မင်းသမီးကတော့ဘာဆက်ဖြစ်မလဲဆိုတာမသိတော့ပဲကြောက်လန့်နေပါတယ်။ပီတာကသူမရဲ့အသက်ဟာခဏနေရင်ကုံဆုံးတော့မယ်လို့ချင်းချောက်လိုက်ပါတယ်။စောစောကကိုကာကွယ်နိုင်တယ်လို့ပြောခဲ့ပေမဲ့အခုမင်းသမီးလေးမှာတော့ဘာမှမတတ်နိုင်ပဲဖြစ်နေရှာပါတယ်။ပီတာကသူမစီကိုဖြည်းဖြည်းချင်းရှောက်လာနေပါတယ်။မင်းသမီးဟာကြောက်လွန်းလို့သူမရဲ့နဖျားလက်နက်ကိုတောင်ဆင့်ခိုလို့မရတော့ပါဘူး။ပီတာဟာကြောက်စရာကောင်းတဲ့အဖြိုးကြီးနဲ့သူ့ရဲ့စိတ်ယူမာတွေကိုထုတ်ပြနေပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းရဲ့ပတင်းပေါင်များကွဲထွက်သွားပါတော့တယ်။ပီတာကရုတ်တရက်ကြီးဖြစ်သွားတာမို့အံ့ဩသွားရပါတယ်။သူ့လူတယောက်ဟာအသက်ခံလိုက်ရပြီးဒါကိုလှုပ်လိုက်တဲ့သူကတော့မင်းသမီးကိုစောင့်ရှောက်ဖို့တာဝန်ယူထားတဲ့ကောင်လေးဘဲလ်ပဲဖြစ်ပါတယ်။ဘဲလ်ကနောက်ကျသွားတဲ့အတွက်တောင်းပန်စကားဆိုရင်ပတင်းပေါက်ကနေခုန်ဆင်းလာပါတယ်။မင်းသမီးကိုကြည့်ပြီးအခုကစားပြီးနောက်ပိုင်းကိစ္စတွေကိုသူ့တာဝန်ထားလိုက်ဖို့ပြောလိုက်ပါတယ်။ပီတာကတော့သူ့ရဲ့အကွက်တွေကြောင့်အပြင်ကအဆောင်တွေအားလုံးအစာမိသွားပြီလို့ထင်နေပါတယ်။ဒီကောင်နဲ့သူ့ကိုနိုင်လိမဲ့လို့လည်းလုံးဝမယုံကြည်ပါဘူး။နောက်ဆုံးမှာတော့ဆက်လိုက်ကြီးကဒီလူဟာဘသူလဲဆိုတာမှတ်မိသွားပါတယ်။ပီတာကတော့ကြောင်တောင်ကြီးဖြစ်သွားပါတယ်။တကယ်တော့သူ့ရဲ့နာမည်အရင်ကဗွန်ဝဲဟဲဖြစ်နေလို့ပါ။ ဆက်လိုက်ကသူ့ရဲ့လိဝက်ချက်တွေကိုတီးနေလေအတွက်ဒီသူရဲ့ကောင်ဟာအတော်လေးကိုအောင်အောင်သွားရပါတယ်ခလီတယောက်ကဒါတွေကိုတီးနေလိမ့်မယ်လို့သူလုံးဝထဲမထားခဲ့ပါဘူးဒီရန်သူရဲ့နဖျားလက်နက်ကမိုးကြိုးစွမ်းဟင်ပါတဲ့အတုံးခဲ၃ခုနဲ့ပေါင်းစပ်ထားတာဖြစ်ပြီးအခုချိန်ထိတော့သူဟာနေစားကြီးအချို့ကိုတော့အပြက်ရှင်းနိုင်ခဲ့တဲ့အပြင်နမေကျော်စစ်တီတော်တွေကိုပါဖြုတ်ချနိုင်ခဲ့သူပါဒီကလေးကိုအထင်ကြီးထွားတဲ့အတွက်ဒါတွေကိုဘယ်လိုတီးတာလဲလို့သူကမေးလိုက်ပါတယ်တကယ်တော့ဇန်လိုက်ဟာသူ့ရဲ့အငြင်းဘဝတုန်းကဒီလူကိုတရားဥပဒေရှေ့မှောက်ရအောင်ဖမ်းဆီးခဲ့ရသူမို့လို့ဒီအချက်လန်တွေကိုအကုန်သိနေတာပါဒီလူဟာတနေ့မှမင်းမီလီကိုပါလှုပ်ကြံဖို့ကြိုးစားလိမ့်မယ်လို့ဇက်လိုက်ကထင်မထားခဲ့ပါဘူးဒါပေမဲ့အခုတော့သူဟာကံကြမ္မာဇိုးကနေလွတ်မြောက်နိုင်မှာမဟုတ်တော့ပါဘူးခလီတယောက်ဆိုပေမဲ့ပီတာဟာဇက်လက်ရဲ့အရှင်အဝါကြောင့်အတော်လေးကိုဖိအားပေးခံလိုက်ရတယ်လို့ခံစားနေရပါတယ်ဒါပေမဲ့ဒါဟာစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုပဲလို့သူကမှတ်ချက်ပေးလိုက်ပါတယ်သူ့အကြောင်းတွေကိုစုံစမ်းခံလိုက်ရတဲ့ဆိုပေမဲ့ဒီခလီဟာအဆင့်ဘီရှိတဲ့ပါလာဒင်တယောက်ကိုဘယ်တော့မှအနိုင်ယူနိုင်မှာမဟုတ်ဘူးလို့သူကယုံကြည်နေပါတယ်တကယ်တော့ဒါဟာဇက်လိုက်အတွက်ကြော်လွှားဖို့ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပေမဲ့ပြိုင်ဘက်ကပီတာသာဆိုရင်တော့သူ့အတွက်ဘာမှအခက်အခဲရှိမှာမဟုတ်ပါဘူးဇက်လိုက်ရဲ့ရဲရင်လုံးတဲ့စကားတွေကြောင့်ပီတာဟာဒေါသထွက်လာပြီးဒီစကားတွေအတွက်နောင်တရစေရမယ်လို့ချိန်ချောက်လိုက်ပါတယ်ရန်သူကသူ့ရဲ့လက်နက်တွေကိုအရင်ပစ်ပေါက်ပြီးစတင်တိုက်ခိုက်မယ်ဆိုတာကိုဇက်လိုက်ကကြိုသိနေပါတယ်သူထင်တဲ့အတိုင်းပဲပီတာဟာသူ့ရဲ့မြောင်ဦးဓာတ်တွေကိုစတင်ပစ်ပေါက်လိုက်ပါပြီဇက်လိုက်ကတော့အဲ့ဒီဓာတ်တွေကိုအသားလေးရှောင်တိတ်လိုက်ပါတယ်ဘာလို့လဲဆိုတာရန်သူကညာဘက်လက်နဲ့ထောင့်ဖြတ်ပိုင်းပြီးအလစ်အငိုက်တိုက်ခိုက်တော်မယ်ဆိုတာကိုသူကကြိုတွက်ထားလို့ပါ
ပီတာဟာသူ့ရဲ့တိုက်ခိုက်မှုတွေလွဲချော်သွားတာကိုအံ့ဩနေပေမဲ့ဇလိုက်ကလို့ရန်သူကနောက်ကနေအလစ်အငိုက်တိုက်ခိုက်ဖို့ကြိုးစားအောင်မယ်ဆိုတာကိုပါသိနေပါသေးတယ်သူ့ရဲ့လက်တွေဟာနတ်ဖျားလက်နဲ့ကိုဆင့်ခေါ်ဖို့အသင့်ဖြစ်နေပြီးဓာတ်ကိုတုံးကအဲ့ဒီအလစ်အငိုက်တိုက်ခိုက်မှုကိုထိထိရောက်ရောက်ကာကွယ်လိုက်ပါတယ်ရန်သူရဲ့လှုပ်ရှားမှုမတမ်းမြတ်ကိုသူကအကုန်သိနေတာပါပီတာကတော့ဒီအညံစားကလေးကသူ့ရဲ့အရှင်ကိုဘယ်လိုမျိုးလိုက်မိနေတာလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်နေပါတယ်ဘဲကတော့သူဟာဒီလူကိုအချိန်မရွေးအဆုံးတတ်နိုင်တယ်လို့ပြောလိုက်တဲ့အခါမှာတော့ရန်သူဟာအလွန်အများဒေါသထွက်သွားပါတော့တယ်သူကိုသူအနိုင်ခန့်လိုက်ရတယ်လို့ခံစားလိုက်တဲ့အတွက်ဒီကလေးကိုအပိုင်းပိုင်းပိုင်းပစ်မယ်လို့သူကဟိန်ဟောက်လိုက်ပါတယ်ရန်သူဒေါသထွက်လေသူရဲ့တိုက်ခိုက်မှုတွေကခံမှန်းရပိုလွယ်လေပါပဲဒါဟာပီတာရဲ့အားနည်းချက်ပါဒေါသနောက်ကိုလိုက်ပြီးအချက်ပေါင်းများစွာတိုက်ခိုက်နေပေမဲ့တစ်ချက်မှဇလိုက်စီကိုမရောက်ပါဘူးမင်းသမီးလေးကတော့ဇလိုက်ရဲ့တိုက်ပွဲဝင်စွမ်းရည်တွေကိုကြည်ပြီးအတော်လေးအံ့ဟော်နေပါပြီ ဇလိုက်ကရန်သူရဲ့တိုက်ခိုက်မှုမှန်သမျှကိုအေးအေးဆေးလေးတွန်းလှန်နေတာမင်းတော့မင်းသမီးလေးဟာသူမကုသူမစောစောကစကားတွေအများကြီးပြောခဲ့မိလားကိုသတိထားမိသွားပါတယ်မင်းသမီးရဲ့လက်စွပ်ကအလင်းတွေစခင်တောက်ပလာသလိုဇလိုက်ကလည်းစိတ်မရှိတော့တာကြောင့်ဒီပွဲကိုအပြစ်ရှင်းမှုဖြစ်လိုက်ပါတယ်သူစတင်လိုက်တဲ့တိုက်ခိုက်မှုကထိရောက်သွားပြီးပီတာကိုဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပါတယ်ပီတာဟာသူ့ရဲ့လှုပ်ရှားမှုတွေအကုန်လုံးအဖတ်ခံနေရတာကိုသိသွားပြီးတိုက်ခိုက်ရေးနီးဗျူဟာကိုပြန်စဉ်းစားရပါတော့တယ်သူအထက်လူကြီးတတိပေးခဲ့တယ်လို့ပဲဒီကလေးဟာတကယ်ကိုပါရမီရှင်ဒါမှမဟုတ်တခုခုထူးခြားနေတာဖြစ်ရပါမယ်ဒါကြောင့်သူဟာလုံးဝပေါ့ဆလို့မရတော့ပဲခက်ခဲတဲ့အခြေအနေမှာသူ့ရဲ့အကြီးမားဆုံးအောင်ပွဲကန်လက်နက်ကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်ဇလိုက်ကလည်းရန်သူဟာဘသူမှမဖောက်ထွင်းနိုင်တဲ့အလင်းတိုင်ကိုတွန်းတော်မယ်ဆိုတာကြိုသိနေတာပါဘယ်လ်ကဒါဟာသူ့အထက်ပြဿနာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါပီတာကဒီကလေးတို့ရဲရင်းနေပါလားလို့ထင်သွားပါတယ်အဲ့ဒီနောက်မှာတော့သူဟာပူလေးငယ်လေးတစ်ခုကိုဖွင့်လိုက်ပါတယ်အဲ့ဒါကဘာလဲဆိုတာဇလိုက်ကသိနေတဲ့အတွက်တော်တော်လေးစူးရင်သွားပါတယ်အဲ့ဒါကတော့ငကာဘီရင်ရဲ့မြစ်လီတွေပဲဖြစ်ပါတယ်အဲ့ဒါကိုမြေပြင်ပေါ်ကိုလောင်းချလိုက်တဲ့အခါမှာတော့တခဏအတွင်းမှာတဲ့အသုံးပြုသူရဲ့မာနစွမ်းရင်ကိုအစပေါင်းများစွာတိုးပွားစေတဲ့အစွမ်းကိုရရှိသွားပါတယ်ပီတာကဒီကလေးကိုမပေါ်ဆခင်မိတဲ့အတွက်နောင်တရစေရမယ်လို့ဆိုကမြောင်ဦးဓာတ်တော်ကိုပြစ်ပေါက်လိုက်ပါတယ်ဒီတစ်ခါမှာတော့အဲ့ဒီဓာတ်တွေကအရင်ကထက်ပိုပြီးအစွမ်းထက်နေသလိုဇလိုက်ကိုလည်းဓာတ်သွားတွေနဲ့ဝိုင်းယွန်ထားလိုက်ပါတယ်ဓာတ်သွားတွေကလီထဲမှာရက်တက်နေပြီးဇလိုက်ကိုပိတ်ဆို့ထားလိုက်ပါတယ်အဲ့ဒီနောက်ဇလိုက်ဟာအလင်းတိုင်ကြီးထဲမှာပိတ်မိသွားပြီးတန်လိုက်တဲ့ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာမြေပြင်ကနေလွင့်တက်သွားပါတော့တယ်မင်းသမီးလေးဟာသူမရဲ့ကိုရန်တော်လေးကျဆူရင်သွားပါတယ်ဇလိုက်ကအဲ့ဒီကနေလွတ်မြောက်ဖို့သူ့ရဲ့ဒိုင်းကိုတုံပြီးစ조사ပေမဲ့သူလက်နက်ကထွက်လာတဲ့လေအားကမလုံလောက်သေးပါဘူးပီတာကသူ့ရဲ့အစွမ်းတွေကိုအကုန်မထုတ်ရသေးပါဘူးသူ့ရဲ့မြောင်ဦးဓာတ်တွေကလက်စီးပတ်တယ်လို့တောက်ပါလာပြီးအဲ့ဒီစွမ်းအင်တွေကအလင်းတိုင်ကိုဖျက်ကျော်ကဇလိုက်ကိုပြင်းပြင်းထန်ထန်နာကျင်အောင်လုပ်နေပါတယ်ဇလိုက်ဟာတတိလက်လူနီးပါးထိနေပြီမြင်ဒီမှာတဲ့အရှုံးမပေးနိုင်ဘူးလို့ဆုံးဖြတ်ထားပါတယ်သူအင်အားချီနေတော့မှာပဲအခန်းထဲကိုမြားတွေအရှိန်ဟုန်ပြန်ဝင်လာပြီးပီတာရဲ့မြောင်ဦးဓာတ်တွေကိုထိမှန်သွားပါတယ်အဲ့ဒီမြားတွေကြောင့်အလင်းတိုင်ကြီးဟာလုံးဝပျက်စီးသွားပါတော့တယ်ပီတာကဘာဖြစ်တာလဲဆိုတာကြည့်လိုက်တဲ့အခါမှာတော့မင်းသမီးလေးကသူမရဲ့နတ်ပရာလက်နက်ကိုတုံးလိုက်တာကိုတွေ့ရတာပါတီတူရဲ့ကောင်းဟာသူမရဲ့အသက်ကိုကာကွယ်ဖို့အတွက်သူ့အသက်ကိုတော့ဂယုမဆိုင်ပဲတိုက်ခိုက်နေတာကိုမြင်တော့မင်းသမီးလေးဟာထာဝရကြောက်ရွံ့မနေတော့ပဲစတင်ကူညီလိုက်ပါမင်းသမီးဝင်မလာကြောင့်ပီတာဟာဒေါသတွေပိုထွက်သွားပြီးသူမကိုပါတခါတဲ့အဆုံးသတ်ဖို့ရှေ့ကိုတိုးလာပါတယ်အဲ့ဒီအချိန်မှာမင်းသမီးလေးဟာကြောက်စိတ်တွေပြန်ဝင်လာပေမဲ့ကျွန်တော်တို့ဇက်လိုက်ကြီးအတွက်တော့အဲ့ဒီအကူအညီလေးကလုံလောက်နေပါပြီနောက်ဆုံးမှာတော့ဒီလူသက်သမားဟာသူဒုက္ခရောက်တော့မယ်ဆိုတာကိုသဘောပေါက်သွားပါတယ်ဇက်လိုက်ရဲ့ပြင်းထန်ပြီးတိကျလာတဲ့ထိုးကြဟာရန်သူခန္ဓာကိုယ်ကိုထိမှန်သွားပြီးပီတာတယောက်ဘာမှပြန်မလုပ်နိုင်တော့ပဲလဲကျသွားပါတော့တယ်ဘယ်ဟာဒီတိုက်ပွဲမှာအနိုင်ရရှိသွားခဲ့ပါပြီသူပြိုင်ပိုက်ရဲ့ခန္ဓာကိုယ်ဟာမြေပြင်ပေါ်မှာဘာလှုပ်ရှားမှုမှမရှိတော့ပဲလဲလျောင်းနေပါတယ်ဇက်လိုက်ဟာနည်းနည်းပြန်တက်တာလာတာနဲ့မင်းသမီးလေးမှာတန်ရာရသွားလာလို့အရင်ဆုံးမေးလိုက်ပါတယ်မင်းသမီးလေးကတော့ဝမ်းနေတဲ့မျက်ဝန်းဒီနဲ့ဘာမှပြန်မပြောပဲဇက်လိုက်အနာကိုတိုးလာပါတယ်အဲ့ဒီနောက်သူ့မျက်နှာကိုကိုင်းပြီးဒီခန်းထဲမှာတန်ရာရတဲ့သူကမင်းတယောက်တည်းပဲချီတာပါလို့ပြောရှာပါတယ်သူမကတောင်းပန်စကားဆိုရင်နန်းသွင်းအာနာလူပွဲဒီကြားထဲမှာဇက်လိုက်ကိုအတင်းအချက်ဆွဲသင်းမိသလိုဖြစ်သွားတာကိုစိတ်မကောင်းဖြစ်နေတာပါဒါပေမဲ့ဇက်လိုက်ကတော့ဒါဟာသူ့တဲ့ပြဿနာမဟုတ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်တကယ်တော့မင်းသမီးကသူမပြောခဲ့တယ်လို့ပဲတကယ်ကိုအစွမ်းထက်တဲ့သူပါလို့ဇက်လိုက်ကချီးကျူးလိုက်တဲ့အခါမှာတော့သူမကသူမရဲ့ကိုရန်ဒေါ်လောက်မထမ်းပါဘူးလို့နှိမ်ချပြီးပြန်ပြောပါတယ်သူ့ရဲ့အကူအညီအတွက်အရန်ကိုကျေးဇူးတင်နေတဲ့မင်းသမီးကတနေ့နေ့မှာဘဲလ်တခုခုအကူအညီလိုလာရင်သူမဘက်ကနေမမတ်ရပ်တည်ပေးမယ်လို့ကတိပေးလိုက်ပါတယ်ဇက်လိုက်ကလည်းဒူးထောင်ပြီးမင်းသမီးရဲ့အကူအညီအတွက်ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ပါတယ်မင်းသမီးလေးဟာသူ့ကိုအတော်လေးကိုအထင်ကြီးလေးစားသွားပုံရပါတယ်အဲ့ဒီနောက်သူမရဲ့လက်ချောင်းမှာဆွတ်ထားတဲ့လက်စွပ်ကိုချက်ပြီးဒီပစ္စည်းလေးကိုအမှတ်တရတင်ထားပေးကိုပေးလိုက်ပါတယ်ဒါဟာသူတို့ရဲ့ကျေးဇူးတရားနဲ့ခင်မင်မှုရဲ့ပြယူတစ်ခုပေါ့ဘဲလ်ကတော့ဒီလက်စွပ်ကတာမန်လက်စွပ်မဟုတ်ဘူးဆိုတာကိုချက်ချင်းသိလိုက်ပါတယ်နောက်ဆုံးမှာတော့ဘသူမှအသက်မဆုံးရှုံးပဲတာဝန်ကိုအောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ပါပြီဇက်လိုက်ဟာတလင်းပို့ဖို့အတွက်မျိုးစားကြီးစီကိုပြန်လဲရောက်ရှိသွားပါတော့တယ်